အားလုံးပဲမင်္ဂလာပါခင်ဗျာ Good Story Channel ရနေအားလုံးကိုပြန်လဲကြိုးဆိုလိုက်ပါတယ်ခင်ဗျာဒီဇလန်က80ခုနှစ်နောက်ပိုင်းမက္ကဆီကိုနိုင်ငံတီဝါနာမြို့နယ်မှာဖြစ်ခဲ့တဲ့ကျွန်တော်အဖိုးရဲ့ဇလန်းမှာအဲ့ဒီတုန်းကအဖိုးကဆယ်ကျော်သက်အရွယ်ပဲရှိပါသေးတယ်တညမှာတယောက်တည်းရုပ်ရှင်ကြီးကိုစိုးဖြတ်ပြီးတော့ရုပ်ရှင်ရုံကိုသွားလက်မှတ်ဝယ်ပြီးတော့ထိုင်နေခဲ့တယ်ရုပ်ရှင်ကြည့်နေတဲ့ဘေးပွက်လေကိုကြည့်လိုက်တဲ့အခါဘေးနားမှာထိုင်နေတဲ့မိန်းကလေးတယောက်ကိုတွေးလိုက်ရတယ်တယောက်သားအကြည့်ချင်းစုံမိပြီးတော့အဲ့ဒီမိန်းကလေးကအဖိုးနာကိုတိုးထိုင်လာခဲ့တယ်သူတို့နှစ်ယောက်လက်ချင်းတွဲမိပြီးတော့ရုပ်ရှင်ရုံထဲကအငွေးသက်တွေကြောင့်တဦးကိုတဦးနမ်းပြီးခဲ့ကြတယ်အဲ့ဒီအချိန်မှာပဲအဖိုးကအဲ့ဒီမိန်းကလေးရဲ့ခန္ဓာကိုယ်ဟာအရန်အေးဆက်နေတာကိုသတိထားမိလို့သူဝစ်ထားတဲ့ဂျာကင်အင်ကြီးကိုချွတ်ပေးလိုက်တယ်ခဏအကြာမှရုပ်ရှင်ပြီးသွားတော့အပြင်ထွက်ခံဒီမှာမိန်းကလေးကတက်စင်ကန်သွားကျင်တယ်လို့ပြောပြီးတော့အဖိုးကိုအပြင်မှာဆောင်းခိုင်းခဲ့တယ်ဂျာကင်ကိုအဖိုးစီပြန်ပေးပြီးတော့သူဟာတကယ်တော့အင်ဂျင်ယာမဲ့တယောက်ဖြစ်ကြောင်းလည်းပြောသွားခဲ့တော့တယ်အဖိုးကအံ့ဩသွားပေမဲ့သိအများကြီးမတွေးပဲအပြင်မှာပဲဆက်ဆောင်နေခဲ့တယ်ဒါပေမဲ့9မိနစ်ကြာတဲ့အထိထွက်မလာသလိုတခြားမိန်းကလေးတွေအားလုံးထွက်လာပြီးတဲ့အခါသူကထွက်မလာခဲ့ဘူး10မိနစ်လောက်ကြာတဲ့အခါအဖိုးကမန်နေဂျာစီသွားပြီးတော့အဲ့ဒီမိန်းကလေးကိုမြင်သလားလို့မန်နေဂျာကမမြင်မိဘူးလို့ပြောပေမဲ့အဖိုးကအတင်းတောင်းဆိုလို့တန်းစင်ကန်းနဲ့ဝင်းစစ်စစ်ပြီးတဲ့အခါဘယ်သူမှရှိမနေခဲ့ပါဘူးအဖိုးကသူ့ကိုရှာဖို့လက်လျှော်တော့ပဲအချိန်မှာမိန်းကလေးပြောခဲ့တယ်သူအလုံးလုံးတယ်ဆိုတယ်ဘာအကြောင်းကိုတတိရသွားတယ်အဖိုးလည်းအဲ့ဒီဘားစီကိုသွားစီကရက်တောင်းရင်းနဲ့ဘားလို့သမားကိုအဲ့ဒီမိန်းကလေးအကြောင်းကိုမေးကြည့်တယ်ဒါပေမဲ့အလုံးသမားကအဲ့လိုမိန်းကလေးမျိုးဒီပန်းအလုံးမလုပ်ဘူးလို့ပြောပြီးတော့ပိုင်ရှင်ကိုသွားပေးပြီပဲလို့ပြောခဲ့တယ်ပိုင်ရှင်ရောက်လာပြီးတော့ဘယ်သူကိုရှာတာလဲလို့မေးတဲ့အခါအဖိုးကမိန်းကလေးအကြောင်းကိုပြောပြလိုက်တယ်ပိုင်ရှင်ရဲ့မျက်နှာကချက်ချင်းဆိုသလိုတီတန့်သွားပြီးတော့အဖိုးကိုဝေခွဲမရအကြည့်နဲ့ကြည့်တယ်အဖိုးကရုပ်ရှင်ထဲမှာအဲ့ဒီမိန်းကလေးပေးခဲ့တဲ့လက်စွပ်ကိုထုတ်ပြလိုက်တဲ့အခါပိုင်ရှင်ကတုန်လှုပ်သွားပြီးတော့ဒါမဖြစ်နိုင်တာအဲ့ဒီမိန်းကလေးဟာလူငယ်တဲ့တနည်းကလေးကအသက်ခံရတာလို့ပြောလိုက်တယ်အဖိုးကအရန်လန့်သွားပြီးတော့အပြင်တွက်ကအိမ်ကိုတန်းပြေခဲတော့တယ်ဒီဖြစ်ရကအဖိုးရဲ့မှတ်ဉာဏ်ထဲမှာစွဲထင်နေပြီးတော့သူခဏခဏပြန်စဉ်းစားနေမိတယ်တခါတလေပါပိုင်ရှင်ကတခြားမိန်းကလေးတယောက်အကြောင်းပြောနေတာလားလို့တန်တရားဖြစ်မိပေမဲ့အဲ့ဒီလက်စွပ်ကိုပြန်ပြင်အောင်တိုင်းသူပဲဆိုတာသေချာသွားခဲ့တယ်သူကဝိနေလားဒါမှမဟုတ်ရုပ်ချင်းတူတဲ့လူလားဆိုတာအဖို့မသိပေမဲ့တာမန်လူတယောက်မဟုတ်တော့တာတော့သေချာပါလေအဲ့ဒီထူးဆန်းတဲ့အေးစိတ်မှုကအဖိုးကိုဒီနေ့ထိတိမ်မသက်မသာဖြစ်စေတုံးပါပဲဒါကတော့ကျွန်တော်ကောလိပ်ကျောင်းသားဘဝတုန်းကဖြစ်ခဲ့တဲ့ကြောက်စရာဖြစ်ရတစ်ခုပါဟော်လိုဝေးပွဲတော်ပြီးတဲ့နောက်တစ်နေ့မနက်မှာဖြစ်ခဲ့တာပါအဲ့ဒီမနက်မှာကျွန်တော်အိယာထားနောက်ကျလို့ဓာတုပေတာလက်တွေ့ခံသွားဖို့အလင်းစလိုထွက်လာခဲ့ရတယ်ကျွန်တော်ရဲ့အဆောင်ပေါ်ကလည်းကျွန်တော်အလောတကြီးစူကြံနေတာကိုစိတ်တုန်နေပုံရတယ်အဲ့ဒီအချိန်မှာဗစကားကမရှိရနဲ့အဆောင်ကနေ10မိနစ်လောက်ဝေးတယ်ကျောင်းဝင်းထဲကိုလမ်းလျှောက်သွားခဲ့တယ်လမ်းမပေါ်မှာတိတ်ဆိတ်နေပြီးတော့ကျောင်းသားတယောက်မှမရှိပါဘူးဟော်လိုဝေးပိတ်ရအပြီးဖို့ဒါကသိပ်မထူးဆန်းဘူးလို့ထင်မိတယ်ဒါပေမဲ့လမ်းမှာတရေပြန်တဲ့ဖုန်းစကားတွေကဝစ်စုံဝစ်ထားတဲ့လူတယောက်ကခုတ်တန်းလျားပေါ်မှာစောင်းချုံအိတ်တဲ့အင်ဂျင်ယာမဲ့အဖိုးတယောက်ကိုစိုက်ကြည့်နေတာကိုတွေးလိုက်ရတယ်ဟော်လိုဝေးပြီးသွားပြီဖြစ်ပေမဲ့အခုလိုမနဲ့အစောကြီးမှာအဲ့လိုဝစ်ထားတာကိုမြင်ရတာထူးဆန်းလာတယ်ကျွန်တော်အလင်းလိုနေတာကြောင့်သိတ်ကယူမဆိုင်ပဲနဲ့ပျော်သွားခဲ့တယ်ဒါပေမဲ့ကျောင်းသားနီးတဲ့အခါစိတ်ထဲမှာမလုံမလဲဖြစ်လာလို့တော့ပြန်လှည့်ကြည့်လိုက်တော့အဲ့ဒီတရေမဲ့တစ်ပုံဝစ်စုံတဲ့လူကအဖိုးကိုနားမှာရက်ပြီးတော့ကျွန်တော်ကိုစိုက်ကြည့်လာတယ်အဲ့ဒီအချိန်ကအရန်ကြသလိုခံစားရတယ်ကျွန်တော်သူ့ကိုစိုက်ကြည့်နေရင်သူကျွန်တော်စီလာပါကြောက်တာနဲ့တကွဲခန်းနဲ့အမြန်ဝင်ဖို့ပြေးတော့တယ်ဒါပေမဲ့ခဏကြာမှနောက်လေကြည့်လိုက်တော့အဲ့ဒီအဖိုးနဲ့တရေမြန်တစ်ပုံဝစ်ထားတဲ့လူတစ်ယောက်စလုံးပျောက်ကွယ်သွားပါပြီသူတို့အချိန်တိုလေးအတွင်းဘလို့ပျောက်သွားလဲဆိုတော့ကျွန်တော်စဉ်းစားမရပဲနဲ့ကြောက်ကြောက်နဲ့ကြောင်းတဲ့ဝေပြေးသွားခဲ့တယ်ရန်နိုင်ငယ်ကြာတဲ့အခါအဲ့ဒီခုတ်တန်းလျားမှာအပြဲအိတ်လေးရှိတဲ့အဖိုးဟာဘယ်တော့မှပြန်မလာတော့ဘူးလို့သိလိုက်ရတယ်တခြားကျောင်းသားတွေကရဲကဖမ်းသွားတာလို့ပြောကြပေမဲ့ကျွန်တော်ကတော့အဲ့ဒီအဖြစ်ပန်းကိုမယုံကြည်နိုင်ခဲ့ပါဘူး
အဲ့ဒီနေ့ကစပြီးကျွန်တော်အတွက် Halloween ပွဲတော်အပေါ်စိတ်လှုပ်ရှားမှုတွေအပီးတိုင်ပျောက်ဆုံးသွားခဲ့ပါပြီလူရာဒီတရက်မှာကျွန်တော်ဝမ်းခွဲအကိုရဲ့အိမ်မှာကစားနေကြပါတယ်အဲ့ဒီမှာကျွန်တော်အကိုနဲ့သူ့တကယ်ချင်းတစ်ယောက်စုစုပေါင်း၄ယောက်ရှိပါတယ်ကျွန်တော်ကအငယ်ဆုံးပါကျွန်တော်တို့အိမ်ထဲမှာပုံနှံကစားကြပြီးတော့ကာတို့တွေစက်ကြည့်နေခဲ့ကြတယ်ခဏနေတော့ဘိုက်စာလာလာနဲ့အောက်ထက်ဆေးကြည့်ပေမဲ့စားစရာမရှိတာနဲ့ဖလက်ပိုင်ရဲ့နာမည်ကြီးတကြားလုံးတစ်မျိုးဖြစ်တဲ့ဟယ်လိုဝယ်ဖို့ထွက်ခဲ့ကြတယ်ဆိုင်ကိုသွားဖို့လမ်းလျှောက်ရတာအချိန်နှင်းငယ်ပြီးရတယ်မဟုတ်ဝယ်ပြီးတော့ပြန်လာတဲ့အချိန်မှာကျွန်တော်အကိုကအပျော်သဘောနဲ့နောက်ပြောင်ဖို့စဉ်းစားလိုက်တယ်လမ်းမှာတကားပြရောက်တဲ့အေဂျီတစ်လုံးရှိတယ်အကိုကအိမ်ရှိခေါင်းလောက်တီးပြီးတော့ထွက်ပြေးတဲ့ကစားရအောင်လို့ပြောတော့အားလုံးကသဘောတူလိုက်ကြတယ်ကျွန်တော်ကတော့အိမ်မင်းကလမ်းကြားလေးထဲမှာပုံနေပြီးတော့ကျန်တဲ့၃ယောက်ကသွားတီးကြတယ်တစ်ခါတီးတဲ့အထိဘယ်သူမှထွက်မလာပါဘူးဒါပေမဲ့တတိယအချိန်မှာတော့ဘိုင်ရွှဲရွှဲထိပ်ပြောင်ပြောင်နဲ့အင်ကြီးမဝတ်ထားတဲ့လူတစ်ယောက်တတက်ကင်ပြီးတော့ထွက်လာတယ်သူကဒေါသတကြီးအော်ဟစ်ပြီးတော့တတက်နဲ့စပစ်ပါလေရောကျွန်တော်အကိုတဲ့တကယ်ကြီးတွေကထွက်ပြေးကြပေမဲ့ကျွန်တော်ကတော့ကြောက်လို့နေရာမှာနေတောက်တောင်ကြီးဖြစ်နေခဲ့တယ်စက္ကန့်နဲငယ်ကြာမှငါမပြေးရင်တည်တော့မယ်ဆိုတာသိလိုက်ပြီးတော့အားကုန်ပြေးခဲ့တယ်ကျွန်တော်ပြေးနေရင်နောက်လဲကြီးလိုက်တော့အဲ့ဒီလူကကျွန်တော်ကိုတနက်နဲ့ချိန်နေတော့မယ်ဒုတိယအချိန်ကြီးစံထွက်လာတဲ့အချိန်မှာတန်ကောင်းစွာနဲ့ကျွန်တော်ကလုံးတိုက်လဲကြလို့ကြီးစံကလွဲသွားခဲ့တယ်ကျွန်တော်ချက်ချင်းပြန်ထပြီးတော့အရင်နဲ့ပိုးပြန်အောင်ပြေးခဲ့တယ်အိမ်ပြန်ရောက်တဲ့အခါမြေပြင်ပေါ်မှာထိုင်ပြီးတော့အော်ကိုနေပြီးတော့တယ်ခဏနေတော့အကူကကျွန်တော်ကိုလာရှာပြီးတော့လက်ဆွဲကအိမ်ထဲဝင်ပြေးခဲ့တယ်အိမ်ထဲကနေလိုက်ကာကြားကနေချောင်းကြည့်တော့အဲ့ဒီလူကကျွန်တော်တို့ကိုရှာမတွေးတော့မှပြန်သွားခဲ့တယ်ကျွန်တော်အကိုနဲ့တငယ်ချင်းတွေကဒါကိုမှတ်မိအောင်မလားတော့မသိဘူးကျွန်တော်ကတော့အခုထိစဉ်းစားမိတိုင်းအိမ်လေးကတေဘေးကနေဘယ်လိုလွတ်လာသလဲဆိုတာကိုတွေးပြီးတော့တုံ့လုံနေတော့မှာပဲ